အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ For Life Computer Online Training ကနေနှွေးထွေးစွာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့သင်တန်းကနေအခမဲ့သင်ကြားပို့ချပေးနေတဲ့ Advanced Basic သင်တန်းရဲ့သင်ခန်းစာ9ကိုဆက်လက်ပြီးတော့သင်ကြားပေးမှာပါဒီသင်ခန်းစာမှာဆိုရင်ကျွန်တော်တို့မြင်တွေ့နေရတဲ့ and function အကြောင်းကိုသင်ကြားပေးမှာဖြစ်ပါတယ် and function က logical function တစ်ခုဖြစ်တယ်ဟုတ်ပြီဒါဆိုရင် logical function ဆိုရင်ကျွန်တော်တို့သိကိုသိထားရမှာသူက true နဲ့ false ပဲခွဲပြီးတာဖြစ်ပါတယ်အဲ့တော့ true နဲ့ false ခွဲတာကိုမှ condition တစ်ခုထည့်ပို့တယ်အခြေအနေတစ်ခုထည့်ပို့တဲ့အခြေအနေတွေမှာကျွန်တော်တို့အသုံးပြုပါတယ် and function ရဲ့ logic များတွင် logical များတွင်အခြေအနေအားလုံးမှန်မှ operator တွေကိုသုံးလိုက်တဲ့နှိုင်းယှဉ်ချက်တွေအားလုံးမှာအဲ့ဒီနှိုင်းယှဉ်ချက်တွေအကုန်လုံးမှန်မှသာလေသူက true result ထွက်မှာပါဟုတ်ပြီနော်အခြေအနေတစ်ခုခု condition တစ်ခုခုမှားသွားတာနဲ့ false result ထွက်ပါပြီဟုတ်ပြီအဲ့တော့ကြည့်ကြည့်အောင်ပထမတစ်ခု and logical 1နှိုင်းယှဉ်ချက်တစ်ခု logical 2နှိုင်းယှဉ်ချက်တစ်ခုစသဖြင့်မိမိလိုအပ်တယ်လို့ကျွန်တော်တို့က logic တွေကိုတနေရာထဲမှာစုပုံပြီးတော့အသုံးလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အောက်ပါလေ့ကျင့်ခန်းတွင်အသက်9နှစ်မှ10နှစ်အတွင်းကျောင်းသားတွေကိုဝင်ခွင့်ပေးမှာဟောကြည့်အောင်သူ့ရဲ့ကန့်သက်ချက်ကဘယ်လိုလောက်ထားတယ်လဲဘယ်လိုသုံးထားတယ်လဲဆိုတော့ကျောင်းသားတစ်ယောက်ကိုကျောင်းသားအသက်ကိုကန့်သက်ထားတယ်ကန့်သက်ထားတဲ့အခါမှာ9နှစ်ကွက်တိဖြစ်ရမယ်လို့အတိအကျသတ်မှတ်ထားတာမဟုတ်9နှစ်ဖြစ်လို့ရတယ်6နှစ်ဖြစ်လို့ရတယ်9နှစ်ဖြစ်လို့ရတယ်10နှစ်ဖြစ်လို့ရတယ်ဟုတ်ပြီနော်ဆိုလိုတဲ့သဘောတရားက9နှစ်နဲ့9နှစ်အထက်ဖြစ်ရမယ်ပထမတစ်ချက်က logic တစ်ချက်ကဒုတိယတစ်ချက်က10နှစ်နဲ့10နှစ်အောက်ဖြစ်ရမယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပထမ logic အရာ logical 1အရာ greater than equal 5ဟုတ်ပြီနော်ကျောင်းသားတစ်ယောက်ရဲ့အသက်က10နှစ်ဖြစ်တယ် A2 က greater than equal 5ဟုတ်ပြီနော်9ထက်ကြီးသလားလို့မေးလိုက်တာဖြစ်တဲ့အတွက်9နှစ်ထက်ကြီးတဲ့အတွက်သူက true result ထွက်တယ်ဟုတ်ပြီနော်အောက်ကိုဆွဲချကြည့်မယ်အောက်ကိုဆွဲချကြည့်တဲ့အခါမှာ9နှစ်ထက်ကြီးတဲ့9နှစ်နဲ့9နှစ်အထက်မှန်သမျှက true ထွက်တယ်ဟုတ်ပြီကျွန်တော်တို့ကတ်သက်ထားတာ9နှစ်နဲ့10နှစ်ဒီမှာ10နှစ်ကလည်း true ထွက်နေဒါဆိုသူ့ကိုလည်းလက်ခံရမယ်သဘောဖြစ်နေဟုတ်ပြီနော် logic တစ်ခုတည်းဆိုရင်သူ့ကိုလက်ခံရမှာပဲမဖြစ်မနေဟုတ်ပြီနော် true result ထွက်နေတာဟုတ်ဒါပေမဲ့ကျွန်တော်တို့က logic ကကတ်သက်ချက်နောက်ထပ် condition တစ်ခုထပ်ပါလေ9နှစ်ထဲတော့ကြီးရမယ်တို့ရင်မဲ့10နှစ်မကျော်အောင်ဆိုတော့ less than equal 8 10နှစ်နဲ့10နှစ်အောက်ပဲဖြစ်ရမယ်ဆိုတော့ logic တစ်ခုထပ်ထည့်လိုက်တဲ့အခါမှာ less than equal 8လို့ logic တစ်ခုထပ်ထည့်လိုက်တယ်ထပ်ထည့်လိုက်တဲ့အခါမှာကြည့်ကြည့်အောင်ဟော10နှစ်ထဲတော့ငယ်တယ်10နှစ်ထဲငယ်တဲ့ဟာမှတည်းအကုန်ထူးထွက်တယ်ဟုတ်ပြီနော်တို့ပေမဲ့10နှစ်ထူးထွက်တိုင်းလေကျွန်တော်တို့ဒီမှာ10နှစ်အောက်ငယ်တယ်4နှစ်ဆိုရင်ကြတော့ပထမ condition နဲ့မှားနေတယ်ဟုတ်ပြီနော်အဲ့လိုပဲ10နှစ်9နှစ်ထဲတော့ကြီးတယ်10နှစ်ဖြစ်လို့တို့ပေမဲ့ဒုတိယ condition ဖြစ်တဲ့ဒုတိယအခြေအနေဖြစ်တဲ့ဒုတိယ logic ဖြစ်တဲ့10နှစ်ထဲတော့ကြီးနေတယ်အဲ့အတွက် false ထွက်တယ်ဒါဆိုရင်လက်ခံမဲ့သူတွေဘယ်သူတွေလဲလက်ခံမဲ့သူတွေကပထမ condition လဲမှန်မယ်ဒုတိယ condition လဲမှန်မယ်နှစ်ခုလုံးက true ဖြစ်နေမှသူတို့ကိုလက်ခံတစ်ခုခုက false ဖြစ်နေတယ်ဆိုရင်သူတို့ကိုလက်ခံလို့မရဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ and function ဆိုတာကအခြေအနေအားလုံးမှန်မှသာရင် true result ထွက်မယ်လက်ခံလို့ရမယ်အဲ့ဒီရဲ့အတွက်ဒီလိုမျိုး logic တစ်ခုချင်းစီကိုတနေရာထဲမှာပဲ logic အနေနဲ့ true false ထွက်ချင်တယ်ဆိုရင် and ပထမ logical 1ဆိုတဲ့နေရာမှာဒီ logic အတိုင်းပဲ greater than equal 5 9နှစ်ထက်ကြီးသလား comma logical 2နေရာမှာအဲ့သူ့ရဲ့အသက်က less than equal 8ဒီလိုမျိုးထည့်လိုက်တယ်ဆိုရင် condition နှစ်ခုလုံးမှန်နဲ့ true နှစ်ခုလုံးမှန် true result ထွက်တယ်ဟုတ်ပြီနော်တကယ်လို့တစ်ခုခုကမှားသွားတာနဲ့ final result က false ထွက်သွားမှာဒီလိုပုံစံမျိုးနေရာမှာအသုံးပြုပါတယ်ဟုတ်ပြီနော်ဒီလို true false ထွက်သွားတယ် and function ရဒီလို true false ထွက်သွားတယ်ပေါ့ညီမချင်း and သူ့ရဲ့ logical 1နေရာမှာ greater than equal 5 logical 2နေရာမှာ less than equal 8အဲ့တော့ logic နှစ်ခုလုံးက true ထွက်သွားပြီဟုတ်ပြီနော်မှန်တဲ့အတွက်နှစ်ခုလုံးမှန်တဲ့အတွက် true ထွက်သွားပြီအဲ့ဒီ true ကိုကျွန်တော်တို့ကဘယ်နေရာမှာသုံးမလဲ true ကို accept တို့ reject တို့ပြောင်းကျင်တယ် return အနေနဲ့ပြောင်းကျင်တယ်ဆိုရင် and တစ်ခုလုံးက logical function ဖြစ်တဲ့အတွက်သူ့ရဲ့ရှေ့မှာ if ဟော if function ရဲ့ logical test နေရာမှာ logical function ဖြစ်တဲ့ and က true false ခွဲပေးသွားဟုတ်ပြီနော် true false ခွဲပေးသွားလို့မှန်ခဲ့တယ်ဆိုရင် value ရဲ့ true နေရာမှာကိုပေါ်စီခြင်းတဲ့တန်ဖိုးကျွန်တော်တို့ pass လို့ပေါ်စီကျွန်တော် pass လို့ပြောရေးလိုက်တယ် double quote တွေထဲမှာရေးမှရမယ်နော်အဲ့တော့ pass လို့ရေးလိုက်တယ် comma ပြီးရင်တကယ်လို့ဒါ false ထွက်ခဲ့ဆိုရင် double quote တွေထဲမှာရေးတယ်
fail ပေါ့ဒီမှာတော့ first of fail မဟုတ်ဘူး accept 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 comma double quote တွင်မှာပဲ reject ပေါ့နော်ခွင့်ပိတ်ပြီးတော့ enter ခေါက်လိုက် enter ခေါက်လိုက်မယ်ဆိုရင် true false ဆိုတဲ့ result ကနေပြီးတော့ကျွန်တော် accept တို့ reject တို့ပြောင်းသွားတယ်ဟုတ်ပြီနော်သူ့ရဲ့အခြေအနေနှစ်ခုလုံး true ထွက်ရင် accept လို့ပေါ့မယ်ဒီလိုပုံစံမျိုးပါဟုတ်ပြီနောက်တစ်မျိုးပေါ့နောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီចောင်းသားတစ်ယောက်နော်ចောင်းသားတစ်ယောက်ကသူ့ရဲ့ပုံမှန် logic တစ်ခုရဲ့အမှတ်တစ်ခုရဲ့ပေါ့ဆုံးဖြတ်ပြီးတော့အောင်ပေးတယ်ဆိုရင်တော့အန်သုံးစရာမလိုတို့ပြပဲဘာသာတွေယခုကဲ့သို့ဘာသာတွေများနေပြီဆိုရင်ကျွန်တော်တို့ကအခြေအနေ quotation တွေများနေပြီဆိုရင် greater than less than ဆိုရယ် logic တစ်ခုရဲ့နဲ့မလုံလောက်တော့ဟုတ်ပြီနော်အဲ့တော့ဘာသာစုံလို့အောင်မှ6ဘာသာရှိရင်6ဘာသာသူ40ဖြစ်နေမှသာလေအောင်လို့ပြောရမှာဆိုလိုတဲ့သဘောတရားကတဘာသာကြတာနဲ့အကြလို့ပြောရမှာဟုတ်ပြီနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဘာကိုသုံးမလဲဆို and ရဲ့ logical one မှာမြန်မာစာအမှတ်က greater than equal 40 comma C2 ဆိုတဲ့အင်္ဂလိပ်စာအမှတ်ကလည်း greater than equal 40ပြီးရင် D2 ဆိုတဲ့အင်္ဂလိပ်စာအမှတ်ကလည်း greater than equal 40ပြီးရင် E2 ဆိုတဲ့အမှတ်ကလည်း greater than equal 40ဟုတ်ပြီနော် F2 ဆိုတဲ့အမှတ်ကလည်း greater than equal 40ပြီးရင် G2 ဆိုတဲ့သူ့ရဲ့အမှတ်ကလည်း greater than equal 40ဟောဒီလိုမျိုး logic တွေအကုန်လုံးထည့်လိုက်တယ်ဒီထဲက logic တစ်ခုခုကမှားသွားတယ်ဘာသာတစ်ခုခုကကျသွားရင်သူ့ရဲ့ final result က false ထွက်ဒီမှာဆိုတဘာသာမှမကျတဲ့အတွက်ထူးထွက်တယ်ဟုတ်ပြီနော်40ကနေ39ဆိုပြီးပြောင်းရလိုက်တာနဲ့သူ့ရဲ့အမှတ်ကသိကြတယ်သူ့ရဲ့ result က false ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့အခြေအနေအားလုံးမှန်မှသာလျင်ထူးထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့က and function ကိုသုံးတယ်အောက်ကိုဆွဲချလိုက်ဟုတ်ပြီနော်ဘာသာအားလုံးဥပမာဆိုပါဆိုကျွန်တော်ဒီမှာဘာသာ6ဘာသာရှိတယ်6ဘာသာမှာ5ဘာသာက100နောက်ဆုံးဘာသာ49မှတ်ဒါလည်း sorry 39မှတ်ဒါဆိုလဲသူကြတာပဲ false ပဲဘာကြောင့်လဲဒီ condition ရှိရဘလောက်ပဲအမှန်ကောင်းဟုတ်ပြီနော် condition တွေအကုန်လုံးမှန်နေပြီမဲ့နောက်ဆုံးတစ်ချက်ကမှားတာနဲ့သူ့ရဲ့ final result က false ပဲဟုတ်ပြီနော်ဆိုလိုတာကိုနားလည်မယ်နော်အားလုံးမှန်ကန်မှသာလျှင် true ထွက်မယ်ဆိုတဲ့သဘောဖြစ်တယ်အဲ့တော့ဒီ true false ကိုကျွန်တော်တို့ return အနေနဲ့ပြောင်းချင်တယ်ဆိုရှေ့ကနေ if can တက်တစ်ချက်ခုမယ် comma မှန်ခဲ့တယ်ဆိုရင်မှားတယ်ဆိုရင်ကျွန်တော် double quote တင်နေမှာပဲ value false တင်မှာရေးတဲ့ fail ကအလုံးလုံးပဲ enter ခေါက်မယ်ဒါဆိုရင်အောင်ဘာသာအလုံးအောင်နေရဖြစ်တဲ့အတွက် pass တစ်ခုခုကြတာနဲ့သူက fail ဖြစ်သွားရပါတော့ဒီမှာတစ်ခုကြတာနဲ့ fail ပဲ40ပြောင်းလိုက်တာနဲ့ pass ဖြစ်သွားပြီဒီလိုပုံစံမျိုးကျွန်တော်တို့အသုံးပြုတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ and function နဲ့ if function ကိုတွဲပြီးတော့အရန်ကိုအသုံးဝင်ပါတယ်ဟုတ်ပြီနော်အဲ့တော့တကယ်တော့လက်တွေ့လုပ်ငန်းခွင်မှာသူ့ကိုနောက်ထပ်အများကြီးအသုံးပြုပါအများကြီးအသုံးပြုပါဖြစ်ပါတယ်ဟုတ်ပြီကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေက advanced Excel ကိုအခြေခံကနေစပြီးတော့လက်တွေ့လုပ်ငန်းခွင်ကဲ့သို့စနစ်တကျထိရောက်တင်တန်းတက်ရောက်ခြင်းလို့ဆိုရင်ကျွန်တော်တို့ for life online training မှာ video class ရှိပါတယ် Telegram ကနေတိုက်ရိုက်သင်ပေးမှာဖြစ်တဲ့အတွက်သင်ခန်းစာတွေကို download ဆွဲထားနိုင်တယ်လေ့ကျင့်ခန်း file တွေနဲ့ exercise file တွေကိုလည်းတစ်ခါတည်းပဲ download ဆွဲထားလို့ရမှာဖြစ်ပါတယ်ခင်ဗျာလေ့ကျင့်ခန်းတွေအားလုံးလေ့ကျင့်ပြီးတော့လည်း certificate ရယူနိုင်ပါတယ်သင်ခန်းစာနဲ့ပတ်သက်ပြီးနားမလည်တာရှိရင်လည်းမေးမြန်းနိုင်ပါတယ်တကယ်လို့ကိုက Zoom နဲ့တက်ချင်တယ်ဆိုရင်ကျွန်တော်တို့ for life online training မှာ Zoom အဖွဲ့လိုက် class ရှိတယ်ပြီးရင် Zoom 1by1 class ရှိတယ်မိမိနဲ့အဆင်ပြေတဲ့သင်တန်းကိုရွေးချယ်ပြီးတော့သင်တန်းတက်ရောက်နိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်